မင်္ဂလာပါစေစောနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆက်ပြပြီးသွားမယ် social media design ကတော့ဒီလိမ်မော်အေးနဲ့ပတ်သက်တဲ့ social media design တစ်ခုကိုကျွန်တော်ဆွဲပြမယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ new document တစ်ခုကိုစယူနေကျွန်တော်ကတော့ဒီ1200ပတ်လေပေါ့နော်100 resolution နဲ့ကျွန်တော်ယူလိုက်မယ်ပြီးတော့မှအခုဒီတစ်ခေါက်မှာကျွန်တော်file လေးတွေကျွန်တော်တစ်ခါတည်းလောက်ထားပေးတယ်ပေါ့နော် internet ကနေကျွန်တော် download မဆွဲပြတာဝင်တစ်ခါတည်းစီစဉ်ထားတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒီကောင်တွေအကုန်လုံး duplicate ထဲကျွန်တော်ထည့်လိုက်တော့မယ်ပေါ့နော်ဒီ file လေးကိုကျွန်တော် Telegram GB ထဲမှာကျွန်တော်ထည့်ထားပေးပါတယ်အဲ့တော့ GB ထဲမှာသွားပြီးတော့ download ဆွဲပြီးတော့မှ design လေးတွေလေ့ကျင့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီအောက်ဘက်ဆုံးက information ပါတာလေးကိုအပေါ်ဘက်ဆုံးကိုကျွန်တော်ရွှေ့လိုက်မယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ brand ကဒါ drink glass ပေါ့နော်tagline ကရင်ထဲအိမ်မြတ်သွားစေမဲ့တဘာဝအရတာ orange juice ဆိုပြီးတော့မှသူတို့ tagline ပေးထားတယ်ပေါ့နော် design brief မှာဆိုရင်အေးခွက်လေးကိုသူကကြီးကြီးကလေးပြပေးခြင်းနဲ့ပြီးတော့အေးမြတဲ့ vibe လေးကိုသူကရအောင်ဆွဲပေးရမယ်ပေါ့နော်အဲ့လိုပုံစံလေးသူလိုချင်တယ်ပြီးတော့သူ့ရဲ့ phone number email လေးတွေပါမယ်ပေါ့နော်အဲ့တော့ okay အဲ့ဆိုရင်ကျွန်တော်တို့ social media design တစ်ခုလေးကိုစပြီးဆွဲရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ထုံးစံအတိုင်းတော့ control T လေးဒါလေး control T လေးကိုနှိုက်ပြီးတော့မှဒါ ruler လေးဖော်လိုက်မယ်ပေါ့နော်အခုဒီတိုင်း enter ခောက်လိုက်တဲ့အချိန်ကျပျောက်သွားတဲ့အချိန်ကျ control semi colon လေးနဲ့နှိုက်လိုက်တဲ့အချိန်ကျပြန်ပေါ်လာနိုင်မယ်control semi colon လေးပြန်နှိုက်လိုက်မယ်ဆိုပျောက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖော်ထားလိုက်မယ်အဲ့တော့ margin လေးယူလိုက်မယ်ပေါ့နော် view တဲ့ကိုသွား new gate layer အောက်ထဲမှာ margin ကိုကျွန်တော်50ထားလိုက်မယ်ပေါ့နော်ဘာဖြစ်လို့ဒီဟာတွေယူတာလဲဆိုရင် printing ဖက်မှာဆိုရင်ဖြတ်တဲ့ဟာတွေချိန်ကြရင်ဒါဓာတ်ပေါင်လေးတွေလွတ်အောင်လို့ရဒါပေမဲ့ကျွန်တော် social media design မှာကျွန်တော်ဒီနေရာလေး space ထားတဲ့အဖြစ်ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ကဒီလိုဆက်လိုက်တာဖြစ်ပါတယ်အဲ့တော့ဒီနောက်ဘက်ဆုံးကဟာကိုကျွန်တော် log ပြန်ခတ်မယ်အဲ့တော့အကုန်လုံးကျွန်တော်မျက်လုံးမိတ်ထားပြီးတော့မှကျွန်တော်လိုချင်တဲ့ပုံစံလေးဆွဲမယ်ပေါ့နော်ကျွန်တော်စဉ်းစားထားတာတွေကတော့ဒီအောက်ဘက်မှာဒါရေခဲလေးထားမယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်အေးခွက်လေးထားမယ်ပြီးရင်လိုအပ်တဲ့စာလေးကိုဒီနားထည့်ပြီးတော့မှဒါ logo လေးကိုကျွန်တော်ဒီမှာထားမယ်ပေါ့နော်သူရဲ့ဒါဆက်သူရဲ့ phone number နဲ့လိပ်စာကိုကျွန်တော်ဒီအောက်ဘက်မှာထားမယ်ပေါ့နော်အဲ့တော့ social media design ကိုကျွန်တော်ဒီလိုမျိုးဆွဲသားမယ်ပေါ့နော်ဒါကျွန်တော်အကြံအားဖြင့်စဉ်းစားထားတဲ့ပုံစံလေးပါအဲ့တော့စောစောတော့ဟာရအကောင်ကျွန်တော်ပြန်လုပ်လိုက်မယ်ဒါရေခဲကိုကျွန်တော်ဖျောက်ထားလိုက်မယ် logo လေးပါမယ်ပေါ့နော်ဒီလိမ်မော်ဒီခုံလေးကျွန်တော်ဖျောက်ထားလိုက်မယ်ပေါ့နော်အဲ့တော့ background ကတော့ဒီမှာရောက်နေပါပြီအဲ့တော့ logo လေးကိုကျွန်တော်နည်းနည်းသေးမယ်ပေါ့နော် control D လေးနှိပ်မယ်ပြီး logo လေးကိုကျွန်တော်သေးလိုက်တော့မယ်အော်နည်းနည်းချမယ်ပေါ့နော်ပြီးတော့ background လေးကိုကျွန်တော်အပြေးလောက်လိုက်မယ်ပေါ့နော် control D လောက်မယ်အခုဒီဘက်မှာရေခဲစိန်အကြီးကိုကျွန်တော်ဒီဘက်ကိုရွှေ့ကျင်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုစောစောမျိုး control D နှိပ်ပြီးတော့မှ right click ကိုနှိပ်လိုက်ပြီးတော့မှဒီ flip horizontal ဆိုတာနှိပ်လိုက်တဲ့အချိန်ဟိုဘက်ဒီဘက် flip ဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးဒီအောက်ဘက်မှာရေခဲအတုံးကြီးကျွန်တော်ထားခြင်းသေးတယ်အဲ့တော့ရေခဲတုံးကြီးကရေခဲတုံးလေးကိုယူမယ်ပေါ့နော်ရေခဲတုံး file လေးကိုတော့ကျွန်တော်ပေးထားပေးမယ်ရေခဲတုံး file လေးကိုကျွန်တော်ထည့်လိုက်မယ်အဲ့တော့ convert to smart object အလုပ်ပြီးတော့ control T လေးကိုနှိပ်ပြီးတော့မှဒီရေခဲတုံးလေးကိုပြန်သေးမယ်ပေါ့နော်ပြီးတော့ဒီလိုလေးလုပ်လိုက်မယ်အဲ့ရေခဲတုံးလေးပေါ်မှာကျွန်တော်တို့အေးခွက်လေးကိုတင်မယ်ပေါ့နော်ဒီလိုပုံစံလေးပေါ့အဲဆိုရင်စောစောကကျွန်တော်စဉ်းစားထားတဲ့အတိုင်းဒီမှာ logo ထားမယ် product ကြီးကလေးတင်းတင်းကလေးထားမယ်ပေါ့နော်ဒီအောက်ဘက်မှာသူရဲ့ဆက်သွယ်ရလိပ်စာနဲ့ဖုန်းနံပါတ်ပါမယ်ဒီဘေးမှာကျွန်တော်တို့စာလေးထည့်မယ်ပေါ့နော်အဲ့တော့ဆက်သွယ်ရဖုန်းနံပါတ်အတွက်ကဒီအောက်ဘက်မှာတစ်ချက်ဒါအဖြူအောင်လေးထားမယ်ပေါ့နော်အဲ့တော့စာလေးကိုကျွန်တော်တို့ရိတ်ထည့်မယ်W35ကိုကျွန်တော်သုံးလိုက်မယ်ပေါ့နော်ရင်ထဲအေးမြသွားစီရင်ထဲအေးမြသွားစီမဲ့ control T လုံးပြီးတော့မှဆွဲချဲ့လိုက်မယ်ပေါ့နော်
ဒါဘယ်လိုပွားထုတ်လိုက်လဲဆိုရင်ဒီစာကို select လုပ်ထားပြီး order လေးလုပ်ပြီးတော့မှ mouse လေးကိုဖိပြီးတော့မှအောက်ဘက်ကိုဆွဲချလိုက်ပေါ့နော်ပြီးတော့မှဒီလေး control A ကိုနဲ့ selection လုပ်ပြီးတော့မှဒါဖြတ်ချလိုက်ပေါ့နော် delete လေးကိုနှိပ်လိုက်အဲဆိုရင် the ဘာဝအရာသာ orange juice ကိုတော့ရိုးရိုးကျွန်တော်အခု keyboard font လေးသုံးထားလိုက်မယ်ပေါ့နော်ဒီ keyboard font ကိုတော့ကျွန်တော် Google font website ထဲမှာတွားပြီးတော့ download ဆွဲလို့ရတယ်ပေါ့နော်အမှ googlefont.com ထဲမှာ keyboard font ဆိုပြီးတော့မှ download ဆွဲလိုက်ရပါတယ်ဒီနေ့ email သွားစီမဲ့ဘာဝအရာတာ orange juice ဆိုပြီးတော့မှဒါ tagline လေးရပြီပေါ့နော်ပြီးတော့သူ့ရဲ့ဖုန်းနံပါတ်နဲ့ဒါ email ပေါ့နော်keyboard font ကိုမှကျွန်တော် regular ပဲပြန်ထားမယ်ပေါ့နော်39 06 564 345ဒါကတော့ကျွန်တော်ဒီတိုင်းပဲဖုန်းနံပါတ်တွေကကောက်ထည့်ထားတာပေါ့နော်တကယ်ကိုလုပ်ငန်းခွင်မှာဆိုတော့အဲ့ဒီလုပ်ငန်းရဲ့ဖုန်းနံပါတ်တွေထည့်ပေးပေါ့တခါတလေကျရင်ဖုန်းနံပါတ်နှလုံး3လုံးအဲ့လိုမျိုးရှိနေတာမျိုးရှိအချိန်ကျတော့ရှိလေးထည့်ပေးလိုက်ပေါ့နော်email ထည့်မယ်ဒါဆိုရင်ရပြီပေါ့နော်အဲ့တော့အေးခွက်ကိုလည်းကြီးကြီးကလေးပြပေးပြီးပြီတက်ကလေးနေပါပြီအဲ့တော့စောစောကကျွန်တော်တို့အကျန်းစီထားတဲ့အတိုင်းပဲပေါ့နော်ဒီမှာပေါ့နော်ဒီမှာစာထားမယ်ဒီမှာ product photo ထားမယ်ဒီအောက်ဘက်မှာစာထည့်မယ်ဒီမှာ logo ထားမယ်ဒါအေးအတိုင်းစာဖြစ်သွားပြီအဲ့တော့ကျန်တာလေးကျွန်တော်ဆက်လုပ်မယ်ပေါ့နော်အဲ့တော့ logo ကိုကျွန်တော်ဒီထောက်မှာဒီလိုမျိုးစားထားတဲ့ထက်ဆိုင်ဒီဘက်မှာ shape လေးထားပြီးတော့မှဝိတ်ကလေးဖြစ်နေထားနေတယ်ပေါ့နော်အဲ့တော့ဒီ logo ရဲ့အောက်ဘက်ကိုကျွန်တော် shape လေးတစ်ခုကိုဆွဲလိုက်မယ်ပေါ့နော်ပြီးတော့မှသူ့ရဲ့ property ထဲမှာဒါလေးဝယ်လိုက်မယ်ဒီနေရာမှာ property ကအဲ့လိုမျိုး tab မပေါ်ဆို window ထဲကိုသွား window ထဲမှာ property ဆိုတာကိုရှာလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်ပြီးဆိုရင် property ပေါ်လာလိမ့်မယ်အဲ့တော့ကိုဆွဲထားတဲ့ shape ကိုအဖြူအောင်ပြောင်းမယ်ပေါ့နော် control T လေးနှိပ်ပြီးတော့နည်းနည်းဆွဲဆန့်လိုက်ပါမယ်အဲ့တော့ logo ကို clip image သွင်းမယ်ပေါ့နော်ဒီဟာလေးကို select လုပ်ထားပြီး order လေးကိုဖိထားမယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်များလေးကိုဒီအလဲတစ်ခုနားနဲ့အဲ့လိုလေးပေါ်လာစီ click channel လိုက်ပြီးဆိုတော့ order လေးဝင်သွားပြီ clip image လေးဝင်သွားပြီပေါ့နော်โอเคအဲ့ဆိုရင် logo ရပြီပေါ့နော်ဒီ product photo လေးကိုကျွန်တော် online နဲ့ချလိုက်မယ်ဖုန်းနံပါတ်နဲ့ email ပေါ့နော်ဖုန်းနံပါတ်နဲ့ email ကိုကျွန်တော်ထည့်မယ်အဲ့တော့ကျွန်တော်ထုံးစံအတိုင်းပဲ property တဲ့ကိုသွားပြီးတော့မှ web ကလေးဖြစ်အောင်ကျွန်တော်လုပ်လိုက်မယ်ပေါ့နော်တော့ပေါ်လေးနဲ့ရွှေ့လိုက်မယ်ဖုန်းနံပါတ်နဲ့ email ကိုဒီအလဲကိုရွှေ့လိုက်မယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ icon လေးကိုကျွန်တော်ရှာလိုက်အောင်မယ်အဲ့ဖုန်းနံပါတ်နဲ့ email ကိုရိုက်ပြီးပြီးဆိုတာနဲ့အဲ့ဖုန်းနံပါတ်နဲ့ email ကိုကျွန်တော်ထည့်ပြီးဆိုတာနဲ့ဒီဖုန်း icon လေးနဲ့ email icon လေးကိုကျွန်တော်ပေးထားမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် color over လေးကိုပြင်ချိန်မယ်ပေါ့နော် double click နှိပ်ပြီးတော့ color over လေးကိုကျွန်တော်အနှဲ့အောင်ပြင်ချိန်လိုက်မယ်ဒီမှာလောက်ထားတဲ့ effect ကိုဒီအောက်ဘက် email မှာထည့်မယ်ဆိုရင်ဒီ effect နေရာပေါ်တဲ့နေရာမှာ order လေးဖိထားမယ်ပြီး mouse လေးတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီအောက်ဘက်ကိုဆွဲမယ်ပြီးတော့ mouse လေးကိုပြန်လွှတ်လိုက်မယ်အဲဆိုရင်အပေါ်မှာရှိ effect ကဒီအောက် effect မှာတွားပြီးတော့မှဝင်သွားမယ်ပေါ့နော်ကျွန်တော် control T လေးနဲ့ပြီးတော့ရွှေ့လိုက်မယ်သူတို့ site လေးနဲ့ပြန်ကစားလိုက်မယ်ပေါ့နော်ဆိုဖုန်းနံပါတ်ရပြီ email icon နဲ့ရပြီပေါ့နော်ကျွန်တော်ဒါ define လေးကိုကျွန်တော်ပေးထားပေးပါမယ်အဲ့တော့ဖုန်းနံပါတ်နှလုံးရဲ့ email ရဲ့ဒီဖုန်းနံပါတ်ရဲ့ဒီဟာလေးတွေကိုကျွန်တော် alignment ချိန်နေမယ်ပေါ့နော်
ပြီးတော့ ruler လေးပြန်ခေါ်ပြီးတော့မှကျွန်တော်အလေလေးညှိလိုက်ပါနော်အဲကြောင့်မလို့ဘာဖြစ်လို့ကျွန်တော်တို့အဲ့ခေါ်တာလဲဆိုရင်အခုလိုမျိုးညှိလို့ရအောင်လို့နော်အခုဆိုရင်ဖုန်းနံပါတ်နဲ့ email တွေအောက်ဘက်မှာပါပြီးလိမ်မော်တီးတဲ့ပါပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီစာလေးကိုစားမယ်ကျွန်တော်စာလေးကိုနည်းနည်း A တဲ့ vibe လေးလိုချင်တယ်ပေါ့နော်စာလေးကို A တဲ့ vibe လေးထားပြီးတော့မှဒီ orange juice ကိုဒီစာနဲ့မရောသွားအောင်လို့ကျွန်တော်လိမ်မော်ရဲ့အကြောင်းသုံးသွားမယ်ပေါ့နော် okay အဲ့တော့ရင်းနဲ့အိမ်မြတ်သွားစီမြတ်တဘာဝအရာတာ orange juice ပေါ့နော်ဒီဟာကိုကျွန်တော် gradient ဖောက်ပြီးတော့ stoke ပတ်မယ်effect လေးထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုထည့်မလဲဆိုရင်ဒီဟာလေးကို double click နဲ့ပြီးတော့ gradient ခေါ်ဒီမှာတော့ကျွန်တော်ဒီအပြာရောင်လေးကိုကျွန်တော်ထားပြပေါ့နော်ကျွန်တော်ဘယ်လိုယူသွားလဲဆိုတာကျွန်တော်ပြပေးမယ်အဲ့တော့အနီရောင်လေးပြသွားပေးမယ်ဒီဟာလေးကို double click နဲ့လိုက် color picker လေးပေါ်လာတယ်ပေါ့နော်ပြီးအရောင်နုကိုဒီမှာထားမယ်ပြီးတော့ဒီဘက်မှာအရောင်ပြသွားမယ့်နေရာပေါ့နော်အဲ့ဒါလေးကိုဒီဘက်အရောင်ဘက်ကိုနှိုက်လိုက်အဲဆိုရင်ဒီမှာအနုဒီဘက်မှာအရင်အဲ့လိုပေါ်လာလိမ့်မယ်ပေါ့နော်ပြီးတော့ okay ကိုနှိုက်လိုက်မယ်ပြီးတော့ stroke ကိုကျွန်တော်ပတ်မယ် stroke ကအခုဆိုရင်ဒါထူးသင်းတလောက်ထူပြီပေါ့နော်ပြီးတော့ drop shadow လေးကိုကျွန်တော်ပါးလေးထည့်လိုက်ပေါ့နော်အဲဆိုရင် okay ရင်ထဲအိမ်မြသွားစီမယ်တဘာဝအရသာကိုလည်းကျွန်တော်အဲ့လို area file လေးလုပ်နေပေါ့နော်အဲ့တော့ဒီ effect ကိုဒီစာပေါ်မှာဒီတဘာဝအရသာဆိုတဲ့စာပေါ်မှာပေါ်အောင်လို့အခု mouse လေးကိုဒီနားရွှေ့ထားလိုက်မယ်ပြီး order လေးဖိမယ်ပြီးရင် order လေးဖိပြီးတော့ mouse လေးကိုဖိလိုက်မယ်အဲဆိုရင်အခုဒီလိုမျိုး FAFS ဆိုပြီးတော့မှပေါ်လာလိုက်မယ်ပေါ့နော်ပြီးရင်ဒီနားကိုသွားပြီး mouse လေးကိုပြန်လွတ်မယ်အဲဆိုရင်ရပြီပေါ့နော်ပြီးရင် order လေး flow လိုက်ပေါ့နော်အဲ့တော့ရင်ထဲ email သွားစီမယ်တဘာဝအရသာရင်ထဲ email သွားစီမယ်တဘာဝအရသာ orange juice ကိုကျွန်တော်ကတုံးဖောင်လေးသုံးမယ်ပေါ့နော်ဆရာစင်ပိုးရဲ့ကတုံးဖောင်လေး orange juice ကိုတော့ကျွန်တော်အေးတဲ့အရောင်မသွားတော့ဘဲနဲ့လိမ္မော်အရောင်ပြောင်းမယ်စောစောတော့အတိုင်းပဲပေါ့နော် gradient ကိုသွားမယ်ဒီဟာဒီနားလေး click တစ်ချက်ခောက်လိုက်ပြီးရင် gradient editor ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဘက်ဟာကိုဘယ်နူဟာလေးယူလိုက်မယ်ရင်းတဲ့ဟာလေးကိုကျတော့ဒီနားလေးယူလိုက်မယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်နည်းနည်းလေးအနီရောင်တန်းနဲ့အားလေးလိုချင်ဆိုတော့အောက်ဘက်ကိုနည်းနည်းလေးရွှေ့လိုက်မယ်အဲ့ဆိုရင်ဒီဘက်မှာအရောင်လေးပြောင်းသွားတယ်ပေါ့နော် okay အဲ့ဆိုရင် stoke လေးခေါ်မယ်ပြန် draw shadow လေးပါလေးထည့်မယ်ပေါ့နော်အဲ့ဆိုရင်စာလေးရပါပြီစာလေးတွေကိုကျွန်တော်ဒီလိုစောင်းပြီးတော့ထည့်လိုက်မယ်ပေါ့နော်အဲ့တော့စာလေးတွေကိုဒီတိုင်းထည့်တာထက်ဆိုင်ကျွန်တော် web ကလေးထည့်လုပ်အောင်မယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင်ဒီစာလေးကိုနိုင်မယ် select လုပ်မယ်ပြီး control T ကိုနိုင်လိုက်ဒါမှမဟုတ်ဒီစာလေးကို select လုပ်ပြီးပြီဆိုရင်ပေါ့နော်edit မဲ့လုပ်လိုက်ပါ control T ကိုနိုင်လိုက်ပြီးရင်ဒီဟာလေးကိုယူပြီးရင်ဒါလေးပေါ့နော်ဒီမှာအဲ့ဒါကို7လောက်ထားလိုက်မယ်ဒီကောင်လည်းအဲ့အတိုင်းပဲ control D 7လောက်ထားလိုက်ဘူးနော်ဒီကောင်လေးကိုလည်း control T လုပ်ပြီးတော့မှ7လောက်ထားလိုက်မယ်ဒါဆိုရင်စာဒီလိုဝက်ကလေးရသွားပြီပေါ့နော်အဲ့တော့ဒီလွတ်နေတဲ့နေရာကိုကျွန်တော်တို့အရေးလေးတို့ပန်းထွက်လာတဲ့ပုံစံ effect လေးနည်းနည်းထည့်အဲ့ဒါဘယ်လိုလုပ်မလဲဆိုရင်ဆွဲမယ်ဆိုရင် pen 2ကိုခေါ် P ပေါ့နော်သူရဲ့ shortcut key อ่ะဒါ pen 2ကိုခေါ်ပြီးတော့မှဒီခါလေးကြာရင်ပတ်ထဲဝင်နေလိုက်မယ်အဲ့ဒါ shape ကိုပြန်ပြောင်းပေါ့နော်အဲ့တော့ color fill ကိုတော့ကျွန်တော်ဒီအရာယူထားလိုက်မယ်ပြီးတော့ okay ပြီးတော့ pen 2ဆွဲမယ်ပေါ့နော်အဲ့လိုဆွဲလိုက်ပြီး control T လုပ်ပြီးတော့နည်းနည်းဆွဲကားလိုက်မယ်ပြီးတော့ order လေးဖြည့်ပြီးတော့ပွားမယ်ဒီကောင်လေးကိုသေးမယ်ဒီလိုပုံစံလေးပေါ့နော်ဒီလိုမျိုး band ထွက်နေတဲ့ပုံစံလေးပြီးတော့ဒီနှစ်ခု select လုပ်ပြီးတော့ control G လုပ်ပြီးဆိုရင်ပွားသွားလိုက်မယ်ပေါ့နော် control D လုပ်ဒီဘက်ကိုခေါ်လာ right click ကိုနှိပ်ပြီး flip horizontal ကိုပြန်လုပ်
အဲ့တော့ရင်ထဲအေးမြသွားစေမယ်ဆိုတာစကားလုံးကိုရင်ထဲကိုကျွန်တော်အနေနဲ့ထပ်ကြည့်လိုက်မယ်ပေါ့နော်ဒီလိုကြည့်ကလေးဖြစ်အောင်လုပ်လိုက်မယ်ဒါဆိုရင်ရင်ထဲအေးမြသွားစေမယ်တဘာဝအရသာ orange juice ပေါ့နော်စာလေး definition ရင်ထဲအေးမြသွားစေမယ်တဘာဝအရသာ orange juice ဒီဇိုင်းလေးရပြီပေါ့နော်အဲ့တော့စာလေးကိုဒီနားထားမယ် product လေးကိုကျွန်တော်နည်းနည်းလေးထပ်သေးလိုက်မယ်ဒီကေတုံးနဲ့ online လေးချ product လေးချအဲ့တော့ product ကိုကျွန်တော် share လိုက်ထည့်မယ်ပေါ့နော်ကျွန်တော်ဘယ်လိုထည့်မလဲဆိုရင်ဒီ product ရဲ့အောက်ဘက်မှာ new layer တစ်ခုခေါ်လိုက်ပြီးတော့ brush tool ပေါ့နော် B ပေါ့နော်ဒီ brush tool လေးကိုခေါ်ပြီးတော့မှဒီဟာလေးကိုအနှက်ရအောင်ပြောင်းလိုက်မယ်ပေါ့နော်အဲ့တော့ဒီအောက်ဘက်မှာ brush ပပလေးပုံမယ်အဲ့တော့ brush size ကိုနည်းနည်းကြီးလိုက်မယ်ပေါ့နော်ဒီလိုပပလေးလိုက်ပုတ်တာတစ်ခေါက်ပေါ့နော်ပြီးတော့ V ကိုပြန်နေလိုက်အောက်ဘက်နည်းနည်းလေးရွှေ့မယ် arrow key အောက်ဘက်နည်းနည်းရွှေ့လိုက်ရပြီး opacity ကိုကျွန်တော်60လောက်ထားမယ်60လောက်ထားမယ်ဆိုရင်နံပါတ်6နိုင်တယ်ဒါမှမဟုတ်ဒီနေရာမှာဒီနံပါတ်လေးရိတ်ထည့်လိုက်လို့လည်းရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကနည်းနည်းဖြန့်နေအေးပေါ့နော် new layer တစ်ခုခေါ် brush ကိုခေါ် brush size ကိုကြီးလိုက်မယ် click တစ်ချက်နဲ့ control T လို့ပြီးတော့သူ့ဆွဲကားလိုက်ပေါ့နော်ပြီးရင်ဒီအောက်ဘက်ကိုချပြီးဒီလိုလေးလုပ်မယ်ပေါ့နော်ပြီးတော့အခုလိမ်မော်ရဲ့ဒီ down အစွန်းလေးတွေမှာကျွန်တော် share လေးအချိတ်မောင်နေတဲ့အပိုင်းလေးထည့်ချင်တယ်ပေါ့နော်ဒီ orange လေးကို select လုပ်ပြီးရင်သူ့အပေါ် new layer ခေါ်ပြီး clip image တွင်မယ်ပြီးတော့ brush B လေးကိုခေါ်ပြီးတော့မှပါလေးပုတ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုပို့ပြီးတော့တဘာဝဆန်တဲ့ look လေးနဲ့product လည်းကြွကြွကလေးဖြစ်သွားလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော် before after လေးပြမယ်အဲ့လိုပုံစံလေးကြွကြွကလေးဖြစ်သွားပြီပေါ့နော်အဲ့တော့ရင်နဲ့ email သွားစီမယ်တဘာဝအရသာ orange juice design လေးရပြီဒီ tag line လေးကိုကျွန်တော် group တစ်ခုဖွဲ့လိုက်မယ် tag line လေးရဲ့ဒီကပါတဲ့ဟာလေးကို control G အဲ့ဒါ group ဖွဲ့လိုက်မယ်ပေါ့နော်ပြီးတော့မှဒီ group လိုက်ကိုကျွန်တော်အောင်နည်းနည်းလေးရွှေ့ဟုတ်ပြီပြီးတော့ကဘာလုပ်မလဲဆိုရင်ဒီ beta မှာ product လေးဒါပြန်ဝဲနေရလေးထည့်လိုက်ပါပေါ့နော်ဒါဆိုရင်ပို့ပြီးတော့ကြွရလေးဖြစ်သွားအောင်ဒီအလဲရ product ကို focus ပို့ရောက်သွားအောင်ပေါ့နော်ရေခဲတုံးလေးနဲ့ဒါလိမ်မော်လေးကျွန်တော်ထည့်လိုက်မယ်စောစောကကျွန်တော်မျက်လုံးမိတ်ထားတဲ့ဟာလေးပေါ့နော်ဒီလိမ်မော်ချမ်းလေးရဲ့ဒီ ice ရေခဲတုံးလေးအပေါ်ဆုံးကိုကျွန်တော်ရွှေ့လိုက်မယ်ရေခဲတုံးကိုဒီမှာထားမယ်လိမ်မော်ချမ်းလေးကိုဒီမှာထားမယ်အဲ့တော့ control D နှုတ်လိုက်မယ်ဆွဲကြည့်လိုက်မယ်ပေါ့နော်ဒီရေတုံးလေးကိုလည်း control D လုပ်ပြီးတော့နည်းနည်းဆွဲသေးလိုက်မယ်ဟောပဲချပြီးတော့ဒီဟာလေးကို select လုပ်ပြီးတော့ filter ထဲက blur ကိုသွားပြီးတော့ motion blur ကိုခေါ်မယ် direction လေးကိုဒီမျိုးဆောင်းဆောင်းလေးပေါ့နော်အဲ့မျိုးထားမယ်ဒီဟာလေးကိုကျွန်တော်35လောက်ထားလိုက်မယ်ပေါ့နော် next ဒီရေခဲတုံးလေးကိုလည်းအဲ့လိုထားမယ် filter ထဲက blur ကိုသွားပြီးတော့ motion blur ကိုယူဒါလေးသူ့ direction တိုင်းမဲ့ဒီအောက်ဘက်ကိုလာမယ်33လောက်ထားလိုက်မယ်ဒီအပေါ်မှာအရန်လင်းလို့ဒီဖန်ဖက်လေးတိတ်မပေါ်ဖြစ်နေတယ်ပေါ့နော်ဒီဟာလေးကိုပို့ပြီးတော့မှအေးသွားမယ်ပြီးတော့မှအပြာရောင်ပူတန်းသွားအောင်ပေါ့နော်ဒီက hue and saturation ကျွန်တော်ခေါ်လိုက်မယ်ပြီးတော့ clip image သွင်းလိုက်မယ်ပေါ့နော် saturation ကျွန်တော်နည်းနည်းလေးတင်လိုက်မယ်ဒါဆိုရင် before and after ဆိုပို့ပြီးတော့ကြွလာတယ်ပေါ့နော်ပြီးတော့မှဒီ focus ပို့ဖြစ်တော့ကျွန်တော်ဘေးနားကိုကျွန်တော်နည်းနည်းမောင်းတဲ့ပုံစံလေးထည့်လိုက်မယ်ပေါ့နော်ဒီအပေါ်မှာအဲ့တော့ဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီလေးခေါ်လိုက် brush ကိုယူပြီးတော့ brush size ကိုကျွန်တော်ကြီးလိုက်မယ်ပေါ့နော် brush ကိုယူပြီးတော့မှဒီဘေးနားကိုဒီပပလေးဆွဲပြလိုက်
ပြီးတော့ဒီဟာလေးကို over လေးကိုပေးလိုက်အဆင် before and after ကြည့်ကြည့်လိုက်ပို့ပြီးတော့ကြွတက်လာတယ်ပေါ့နော်အဲ့လိုပုံစံလေးရပါတယ်โอเคအခုဆိုရင်တော့ဒီဒါ Drinkless ရဲ့ social media design ပေါ့နော် Aqua social media design တွေရပါပြီဒါရင်တဲ့ email သွားစီမယ်တဘာဝအရာဒါ orange juice ဆိုတဲ့ဒါလိမ်မော်အေးအေးလေးရသွားပြီပေါ့နော်အဲ့လိုပုံစံလေးတစ်ခုရပါပြီအဲ့တော့ဒီနေ့ social media design ကတော့ဒီလောက်ပဲဆွဲပြပြီပေါ့နော်ဒီမှာကျွန်တော် file မဆေးရပါဘူးကျွန်တော် design ဆွဲပြနေတန်းလိုက်တဲ့ file ဆေးဖို့မေ့ပါတယ်အဲ့တော့ကိုယ့်လေးကြာရင် file ဆေးဖို့မမေ့ပါနဲ့ control s ကိုနဲ့လိုက်မယ် okay ဒါ file ကို save မယ်ပေါ့နော်အဲ့တော့ဒီ social media design လိုက်ဆွဲရင်တန်းလန့်နဲ့ဒါကိုသိချင်တာလေးဆိုရှင်ဒါ comment မှာမေးလို့ရတယ်ပြီးရင်ကို design ကိုဆွဲပြီးသွားတဲ့အချိန်ကျရင်လည်း comment မှာမှန်ခဲ့ပေါ့နော်ဒါကျွန်တော်လိုအပ်တဲ့ဟာလေးတွေပြီးတော့မှသိချင်တာလေးတွေကိုကျွန်တော်ဖြည့်ပေးမယ်ပေါ့နော်လိုအပ်တဲ့ file လေးကိုလည်းကျွန်တော် Telegram GP ထဲမှာကျွန်တော်ထည့်ထားပေးတယ်အဲ့ထဲမှာ download ဆွဲပြီးတော့ social media design တွေကိုလေ့ကျင့်လို့ရတယ်ပေါ့နော် okay ပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ thank you ပါ